Hey Q&AI နဲ့မြန်မာစကားပြောဗီဒီယိုထုတ်လို့ရတယ်ဆိုတာသိပြီးကြပြီလား Q&AI နဲ့မြန်မာစကားပြောဗီဒီယိုတွေကိုဘယ်လိုထုတ်ရလဲဆိုတာကိုပြပြသွားမှာဖြစ်ပါတယ်ပထမဆုံး Chrome သို့မဟုတ် Opera software တွေကိုဝင်သွားလိုက်ပါဝင်သွားပြီးလို့ရှိရင်အဲဒီမှာ Queen Queen ဆိုတဲ့ဒီစာသားလေးကိုရိုက်ထည့်လိုက်ပါအဲ့ဒီမှာ Queen ဆိုတဲ့ website လေးပေါ့နော်အဲ့ကျွန်မမျှပြရတဲ့နေရာလေးကိုနှိပ်လိုက်ပါအဲ့ဒီမှာနှိပ်လိုက်တဲ့အခါမှာ try this chat ဆိုတဲ့ဟာလေးကိုတွေ့လိမ့်မယ်အဲ့ဒီဟာလေးကိုနှိပ်လိုက်ပါအဲ့ဒီကမှာဆိုလို့ရှိရင် Gmail တောင်းလိမ့်မယ်ပေါ့နော် Gmail တောင်းလို့ရှိရင် Gmail ထည့်လိုက်ပါကျွန်မကတော့Gmail ထည့်ပြီးသားဆိုတော့ဒီလိုမျိုးတန်းရောပေါ်လာတာဖြစ်ပါတယ်အဲ့ဒီမှာအပေါင်းလက္ခဏာလေးနှိပ်လိုက်တဲ့ခါမှာလို့ဆိုလို့ရှိရင်အမ create image ရှိတယ် create video ရှိတယ်အဲ့ဒီမှာကိုကဗီဒီယိုထွက်ချင်လို့ဆိုလို့ရှိရင် create video လေးကိုနှိပ်လိုက်ပေါ့နော်အဲ့ဒီမှာ create video ကိုနှိပ်လိုက်တဲ့အခါမှာဆိုလို့ရှိရင်site တွေအမျိုးအစားယူလို့ရတယ်ပေါ့နော်YouTube site လား TikTok site လားအမှယူလို့ရတယ်ပေါ့နော်ကျမတော့ TikTok site 9:16 နဲ့အစမ်းတပုတ်ထုတ်ပြမယ်ပေါ့နော်အခုကကျမမှာရှိတဲ့ပုံလေးကနေပြီးတော့စကားပြောတဲ့ဗီဒီယိုလေးကိုအစမ်းလုပ်ကြည့်မှာပေါ့နော်ပထမဆုံးပုံလေးကိုရွေးလိုက်မယ်ပေါ့နော်အမှဆိုအပေါင်းလေးကိုနှိပ်လိုက်တယ်နှိပ်လိုက်ပြီးလို့ရှိရင်အမှဒီ gallery ဆိုတဲ့နေရာလေးကိုနှိပ်လိုက်တယ်နှိပ်လိုက်ပြီးလို့ရှိရင်အဲ့ဒီတဲကနေပြီးတော့ပုံကိုယူလိုက်မယ်ယူလိုက်ပြီးလို့ရှိရင်ကိုပြောစီခြင်းတဲ့စာသားလေးကိုဝင်စားဝင်ပိတ်နဲ့ထည့်ပြီးတော့ပြောခိုင်းမယ်ပေါ့နော်အဲ့ဒီမှာကျွန်မထည့်လိုက်ပေါ့နော်မြန်မာလိုပဲရေးပြီးတော့ထည့်လိုက်တယ်ပေါ့နော်အဲ့ဒီမှာသူထုတ်နေပြီပေါ့နော်69ရာခိုင်နှုန်းရှိပါပြီ100ပြည့်လို့ရှိရင်ကျွန်မထုတ်ခိုင်းတဲ့ဟာလေးဘယ်လိုဖြစ်လဲဆိုတာကြည့်ကြည့်ရအောင်download ဆက်ကြည့်လို့ရှိရင်ဗီဒီယိုအောက်က download button လေးကိုနှိပ်လိုက်ပါအဲ့ဒီမှာ download ကိုနှိပ်လိုက်လို့ရှိရင်သူကသူဆွဲနေပါလိမ့်မယ် Hey Q&AI နဲ့မြန်မာစကားပြောလို့ရတယ်ဆိုတာသိလား ကဲဒါကတော့ခုနကထုတ်ခဲ့တဲ့ဗီဒီယိုကိုပြန်ဖွင့်ကြည့်တာပဲဖြစ်ပါတယ်အားလုံးပဲ Q&AI နဲ့မြန်မာစကားပြောဗီဒီယိုတွေကိုထုတ်လို့အဆင်ပြေပါစေလို့ဆုတောင်းပေးလိုက်ပါတယ်မသိနားလဲတာရှိလို့ရှိရင်ပြန်မေးလို့ရပါတယ်ရှင်